အားလုံးပဲမြင်ကြပါရှင်တားကြာတာသမီများအတွက်ဒီ10လပိုင်း23ရက်နေ့ကနေပြီးတော့17လပိုင်း1ရက်နေ့အထိကြုံဆုံတွေ့ရမယ်ဆဲတာကာလရဲ့ကြုံဆုံတွေ့ရမယ်ကံကြမ္မာကိုဟောပေးမှာဖြစ်ပါတယ်ဒီကာလမှာတားကြာတာသမီများအတွက်လုပ်ငန်းမဆိုင်ရာတိုးတက်အောင်မြင်ခြင်းတွေကြုံတွေ့ရလိမ့်မယ်ဒီကာလမှာယာရုသက်တာမိမိရဲ့ဂုဏ်သတင်းကြီးတာထင်ပေါ်မှုတွေအောင်မြင်မှုတွေရရှိတာယုံကြည်သူပေါ်များလာတဲ့ကာလလို့ပြောလို့ရတယ်အဲ့တော့အစဉ်ပြေမှုများစွာကြုံရတဲ့လုပ်ငန်းမဆိုင်ရာမှာပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့ခရီးတွေထွက်ရတာပညာတွေသင်ယူရတာတာဝန်ကိုပေးဆုံးသည့်ထိထမ်းဆောင်ရတာမျိုးတွေကြုံတွေ့ရတဲ့အဲ့တော့ကံအပြင်ကြည့်မယ်ဆိုလို့ရှိရင်လုပ်ငန်းမဆိုင်ရာမှာကံတအားကောင်းတယ်တအားကောင်းတယ်တို့မှတခုရှိတာမိမိတအားကိုယုံကြည်ရတဲ့သူရဲ့ဒီတစ္ဆာဖောက်ခြင်းတွေမိမိရဲ့ဒီလုပ်ငန်းမဆိုင်ရာနစ်နာမှုရှိအောင်လုပ်ကိုင်ခြင်းတွေကိုကြုံတွေ့ရတဲ့အဲ့တော့တတိလေးနဲ့လုပ်ပါအောင်မြင်မြတ်ဖြစ်တော့မယ်ပေါ့နော်နောက်တစ်ခုငွေကံတအားကောင်းတယ်ငွေကျနဲ့ပတ်သက်ပြီးတော့အယောင်းဝယ်လုပ်ကိုင်နေသူများဆိုလဲဒီကာလမှာအယောင်းဝယ်တအားကောင်းတယ်ငွေကံကတအားကောင်းတယ်ငွေကျနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေဝင်လာဖို့ရှိတယ်ချစ်ခင်သူတွေရဲ့ထောက်ပံ့ခြင်းတွေလည်းရရှိတတ်တယ်ဒီကာလမှာပြောမှဆိုလို့ရှိရင်ငွေကျနဲ့ပတ်သက်တဲ့ပူပင်တော့ကတိတ်မတွေ့ရဘူးပေါ့နော်အဆင်ပြေမှုတွေများစွာကြုံရတတ်တယ်နောက်တစ်ခုကညံ့ချက်တစ်ခုကနောက်တစ်ခုအိမ်တော်ရဲ့အခြေဒီကာလမှာမျိုးသိပ်ထားတဲ့အရာတွေကနေပေါက်ထွက်သွားတတ်တယ်ပေါက်ကွဲတတ်တယ်ပေါက်ကွဲလွယ်တဲ့ကာလပေါ့နော်လို့ပြောရလိမ့်မယ်တဦးနဲ့တဦးဒီကာလတွေမှာချစ်ရင်လည်းအရန်မုန်းသွားရင်လည်းလက်မကြည့်လောက်အောင်ပြဿနာကြီးကြီးထွားတတ်တယ်ပေါ့နော်အဲ့တော့ဒီကာလမှာအခြေအိမ်တော်ကြီးတအားကိုဘယ်လိုလဲဆိုတော့အထိမခံနိုင်တဲ့ကာလလို့ပြောရလိမ့်မယ်အဲ့တော့ဒီကာလတွေမှာအထူးဂရုစိုက်ပြီးတော့သွားမယ်ဆိုအဆင်ပြေပါတယ်ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့အဆင်ပြေတဲ့အတွဲများဆိုလည်းတအားကိုထင်ပေါ်တယ်အဆင်ပြေတယ်ချစ်ချင်းမေတ္တာတအားကိုစံပြလို့အောင်ပြောလို့ရတယ်အဲ့တော့ဖြစ်ပြီဆိုလို့ရှိရင်လည်းကြီးအီမာကြီးကိုဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့မျိုးတိတ်ထားတဲ့အရာတွေကပောက်ကွဲလွယ်တဲ့ကာလမျိုးလို့ပြောရမှာပေါ့အဲ့တော့အဓိကတော့ဘာလဲဆိုလို့ရှိရင်မိမိကအနည်းငယ်မျိုးတိတ်ထားတဲ့အကြောင်းအရာတွေကဒီကာလမှာပြဿနာကြီးကြုံရတတ်တယ်ကိုယ့်ရဲ့နစ်နာမှုတွေမှာမျိုးတိတ်ခြင်းတွေကပေါက်ထွက်တတ်တယ်ပေါ့နော်ကျမကြီးပိုင်းဆိုင်ရာတဲ့ဒီကာလမှာအဓိကညဘက်အိတ်မပြောတာခေါင်းကိုက်တာအဲ့လိုဝေဒနာမျိုးတွေခံစားရတတ်တယ်ခေါင်းကိုက်တာမူးမော်တာပေါ့နော်အမူးဝေတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ကြီးမားဝေဒနာတော့မဟုတ်ဘူးအဓိကစိတ်ထောင်းပြီးတော့စိတ်ထောင်းနေတတ်တယ်ပေါ့အောင်မြင်တဲ့အရာအောင်အစီပြေဒါမှကိုယ်စိတ်နဲ့ကိုပင်ပန်းနေတတ်တယ်အဲ့မပူတဲ့နာတွေလည်းမိမိကိုယ်တိုင်လိုက်လံပြီးတော့ပူတာမျိုးတွေစိတ်ကြီးတာမျိုးတွေလည်းဖြစ်နေတတ်တယ်ပေါ့နော်နောက်တစ်ခုကမိမိအပိုင်မဲလို့ချုပ်ကင်ထားတဲ့အရာကနေပြီးတော့လွတ်ထွက်သွားတတ်တယ်ခွက်ထွက်သွားတတ်တယ်အဲ့တော့ဒီကာလတွေမှာပြောမှဆိုလို့ရှိရင်ဒီတောက်ချသမီးများတက်ကြီးရဲ့သူသားသမီးရှိရဲ့သူများတော့သားသမီးကြောင့်တောက်ကရောက်တာပူပန်တာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဒီကာလကအဓိကတော့စိတ်ပင်ပန်းတဲ့ကာလမျိုးပဲပြောရလိမ့်မယ်စိတ်ပင်ပန်းတယ်မိမိကအရာရာမှာလိုက်လုံနေပြီးတော့တူရက်ထားပြီးပင်ပန်းငိုကြွေးနေရတတ်တယ်ပေါ့အဲ့တော့အမှန်တော့ခက်ခဲတဲ့ကာလမဟုတ်ကိုယ်စိတ်နဲ့ကိုယ်ပြည်နေရမျိုးပေါ့နော်အဲ့တော့လက်ရှိချိန်တွေတခုကနေပုံမကောင်းမွန်လာမိမိရဲ့ကံတရားရဲ့ကောင်းမွန်တဲ့အထောက်ပံ့ကောင်းတွေရရှိအောင်လှုပ်ဆောင်တဲ့နဲ့လုတ်ကင်တဲ့ရတရားကြတော့အဓိကကဏ္ဍလေးတွေမှာမိမိတွိုင်းလိုင်းကဏ္ဍတွေ့ကဏ္ဍရှင်ပြီးလွတ်ပါအဲ့ဒါမိမိရဲ့ကောင်းမွန်တဲ့ကံတရားအထောက်ပံ့ရရှိစေနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဆင်းရဲနွမ်းပါးသူကိုဒီအဝိအစားတွေပေါ့နော်ပေကံလူရမ်းနဲ့အခုတို့ပြုလုပ်ပေးပါအဲ့တော့ချစ်ရတဲ့တောက်ချသမီးမိတ်ဆွေများအားလုံးအေးချမ်းသာပျော်ရွှင်နိုင်ကြပါစေမိမိတို့ရဲ့ရည်မှန်းထားတဲ့ဘဝပန်းနိုင်ကိုရရှိနိုင်ကြပါစေရှင်